မိတ်ဆွေတို့သတိထားမိကြလားကိုပါဇက်ကဘလို့စကားမျိုးမကြာခဏထွက်နေမိလဲဆိုတာတကယ်လို့မိတ်ဆွေကစိတ်ရှုပ်လိုက်တာမောလို့သေးတော့မယ်စိတ်တူလိုက်တာသွားပြီဟဲ့ပတ်စံမရှိဘူးကွာအစင်မပြေဘူးကွာဒီလိုစကားမျိုးခဏခဏပြောနေတယ်ဆိုရင်ခဏရက်နားလိုက်ပါအောင်ဘာဖြစ်လို့လဲဆိုတော့တင်ပြောနေတဲ့စကားတိုင်းဟာတင့်ရဲ့အုံနောက်ထဲကိုသွင်းနေတဲ့ကုတ်တစ်ခုပါဥပမာတင်ကနေတိုင်းငါမောလို့သေးတော့မယ်လို့ပြောရင်တင့်ရဲ့စိတ်ကအေးငါတကယ်မောတယ်အင်းအားကုန်ခန်းနေပြီဆိုပြီးယုံသွားတယ်အဲ့ဒီအခါကိုလက်တွေတကယ်လေးလံလာတယ်စိတ်ကလည်းပိုပင်ပန်းလာတယ်ဒါတင်မကသေးဘူးတင့်ရဲ့အခက်အခဲတွေကိုတယောက်ပြီးတယောက်ကိုညှိပြနေလူတွေကတင့်ကိုဘလို့မြင်ကြလဲသိလားဒီလူကညှဉ်းညူတတ်တဲ့လူပေါ့ပြီးတော့ဟဲသူ့မှာပြဿနာအပြည့်နဲ့သူ့စီကနေအနှုတ်လက္ခဏာတွေပဲရမယ်ဆိုပြီးလူတွေကတဖြည်းဖြည်းရှောင်လာကြလိမ့်မယ်အဲ့ဒီအခါမှာတင်ကပိုပြီးအထီးကျန်လာမယ်ပိုပြီးအားငယ်လာမယ်ဒါကတင်ဖြစ်ချင်တဲ့အနာဂတ်လားမဟုတ်ဘူးမလားဒါဆိုရင်ဒီနေ့ကစပြီးနည်းနည်းလေးပြောင်းလဲကြည့်ရအောင်တင်ပြောတဲ့စကားကိုပြောင်းလိုက်ရုံနဲ့တင့်ရဲ့ခံစားချက်ပါပြောင်းသွားလိမ့်မယ်ဒါကတိတ်ကိုအံ့ဩစရာကောင်းတယ်ဘလို့ပြောင်းမလဲဆိုတော့စိတ်ရှုပ်လိုက်တာအစားဒီအခြေအနေကနည်းနည်းရှုပ်တယ်ဒါပေမဲ့ငါဖြေရှင်းနိုင်တယ်လို့ပြောကြည့်ပါမောလို့သေးတော့မယ်အစားခန္ဓာကိုယ်ကအနားယူဖို့အချက်ပြနေတာနည်းနည်းပြန်အနားယူအားဖြည့်လိုက်မယ်လို့ပြောလိုက်ပါစိတ်တူလိုက်တာအစားငါစိတ်ကတကယ်ကိုမတက်မတာဖြစ်နေတယ်ဒါပေမဲ့ဒါလဲခဏပဲလို့ပြောလိုက်ပါသွားပြီအစားဒီခက်ခဲကကြီးကြီးမားမားမဟုတ်ဘူးငါဖြေရှင်းနိုင်တယ်လို့ပြောလိုက်ပတ်စံမရှိဘူးအစားအခုချိန်မှာပတ်စံရေးတွက်မဲ့အစားအခွင့်အလမ်းတွေဘလို့ရှာမလဲစဉ်းစားမယ်လို့ပြောကြည့်အဆင်မပြေဘူးအစားအဆင်ပြေပါတယ်ဒီဟာကငါအတွက်သင်ခန်းစာတစ်ခုပဲလို့ပြောလိုက်ကြားလိုက်ရတာနည်းနည်းတော့ဉာဏ်ကြီးရှင်ဆန်နေတယ်ထင်လားဒါပေမဲ့သင်စဉ်းစားကြည့်ဒီစကားလုံးတွေကိုတနေ့20ကြိမ်30ကြိမ်ထပ်ခါပြောလိုက်တိုင်းသင်ရဲ့အုံနောက်ထဲမှာအာယုံကြောလမ်းကြောင်းအသစ်တစ်ခုဖြစ်လာတယ်အဲ့ဒီလမ်းကြောင်းကသင်ကိုအကောင်းဘက်ကိုခေါ်သွားလိမ့်မယ်တနေ့မှသင်သတိမထားမိပဲငါရင်ဆိုင်နိုင်တယ်ငါဖြေရှင်းနိုင်တယ်ဒီပြဿနာကသေးတယ်ဆိုတဲ့အတွေးတွေအလိုလိုဝင်လာလိမ့်မယ်ဒါကိုစိတ်ပညာမှာ self-suggestion လို့ခေါ်တဲ့ကိုအကြံပြုတဲ့နည်းအောင်မြင်တဲ့လူတွေစိတ်ချမ်းသာခြင်းတဲ့လူတွေအားလုံးဒီနည်းကိုသုံးတယ်သူတို့ကမငြင်းဘူးသူတို့ကဒီဟာကယာယီပဲငါဘဝကကောင်းမယ်ငါဒီဟာကိုကြော်ဖြတ်နိုင်တယ်ဆိုပြီးအတန်ထွက်ပြောတယ်သင်လဲဒီလိုစပြောပါအစပိုင်းမှာရှာရီရှုပ်မယ်ကိုဟာငါဘာတွေဦးကြောင်ပြောနေတာလဲထင်ရမယ်ဒါပေမဲ့မရက်လိုက်နဲ့သင်ရဲ့အနာဂတ်ကသင်ပါဇက်ဖျားမှာစောင့်နေတယ်သင်ပြောလိုက်တဲ့အဆင်ပြေပါတယ်ဆိုတဲ့စကားလေးကသင်ရဲ့မျက်နှာအမူအရာကိုပြောင်းလဲစေတယ်အဲ့ဒီအခါသင်ရဲ့ကိုယ်ဟန်အနေထားပြောင်းလဲလာတယ်ပြီးတော့သင်ရဲ့ဆုံးဖြတ်ချက်တွေပိုကောင်းလာတယ်စကားတစ်ခွန်းကမျိုးစေ့တစ်ခုပါမျိုးစေ့ကောင်းဆိုင်ရင်အပင်ကောင်းရတယ်မျိုးစေ့ဆိုးဆိုင်ရင်စူးညောင်တွေပဲရတယ်ဒါကြောင့်ဒီနေ့ကစပြီးသင်ပြောတဲ့စကားတိုင်းကိုသတိထားပါမငြင်းညူပါနဲ့စိတ်ပင်ပန်းမနေပါနဲ့အာဒီအစားငါဖြေရှင်းနိုင်တယ်ငါဘဝတိုးတက်လာမယ်အရာအလုံးအဆင်ပြေသွားမှာပါဆိုပြီးပြောပါဒီလိုပြောတဲ့အကျင့်ကိုရက်ပေါင်း21ရက်ဆက်တိုက်ပြောကြည့်ပါသင်အံ့ဩသွားလိမ့်မယ်စကားလုံးတိုင်းမှာစွမ်းအားရှိတယ်ဒါကဘာသာရေးဟောပြောချက်မဟုတ်ဘူးဒါကလက်တွေ့ကျတဲ့စိတ်ပညာပါဒါကြောင့်သင်ရဲ့ပါဇက်ကဒီကနေ့ကစလို့သင်အတွက်ကောင်းတဲ့အနာဂတ်ကိုဖန်တီးပါစေဟုတ်ပြီနော်အခုကစလို့သင်စကားမပြောခင်ခဏရက်ပြီးစဉ်းစားလိုက်ပါဒီစကားကငါ့ကိုတန်မာစေလားအားနည်းစေလားအားနည်းစေမဲ့စကားဆိုရင်မပြောပါနဲ့တော့ကိုအားပေးတဲ့စကားကိုပဲရွေးပြောပါ
ဒါဟာရိုးရိုးရှင်းရှင်းလေးပါဒါပေမဲ့လုံနိုင်ရင်တင့်ရဲ့ဘဝတစ်ခုလုံးပြောင်းလဲသွားလိမ့်မယ်မိတ်ဆွေတို့အားလုံးကိုအားပေးတဲ့စကားတွေပြောတတ်တဲ့အလေးကျင့်ကောင်းကိုပိုင်ဆိုင်နိုင်ကြပါစေနောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်